အစင်သစ်ဆောက်ပြီးသားအိမ်နဲ့အခုမှအသစ်ဆောက်မဲ့အိမ်နဲ့ဒါလူချင်းမင်းဘယ်နေရာမှာနေမလဲပေါ့နော်ဘယ်လိုအိမ်မျိုးစနေမလဲပေါ့တချို့ကြတော့လေအစင်သစ်ဆောက်ပြီးသားအိမ်မှာနေခြင်းတယ်ready to stay ပေါ့နော်တခါတည်းအစင်သစ်နေလို့ရအောင်ချို့ကြတော့လေကိုယ်တိုင်ကိုကြပြီးအပြီးဆောက်ခြင်းတယ်ဒါပေမဲ့အဲ့နှစ်ခုမှာအဓိကဘာတွေကွာလဲပေါ့နော်ကွာထားတဲ့အချက်တွေကတော့အများကြီးရှိတယ်ဒီထဲမှာကျွန်တော်နံပါတ်1တစ်ချက်ဖြစ်တဲ့နော်အခန်းဖွဲ့အကြောင်းကျွန်တော်ပြောပြပါမယ်ဆိုတော့ဆောက်ပြီးသားအိမ်တွေကတော့ကျင်းသေးပါတယ်အခန်းဖွဲ့တွေဖွဲ့ပြီးသားဆိုတော့အသစ်ဆောက်မဲ့အိမ်ကတော့ကိုယ့်ရဲ့ customer အခန်းဖွဲ့လို့ရတယ်ဒါကြောင့်ဘယ်လိုအိမ်မျိုးရွေးသင့်လဲဆိုရင်လူချင်းမင်းကတကယ်ကိုစီစီဆက်ဆက်လူမျိုးဖြစ်တယ်ပြီးတော့ကိုယ့်မိသားစုကလည်းဥယျာဉ်ကလည်းများတဲ့တော့ကောင်းလဲလင်းတော့လည်းကောင်းမိသားစုမှာလည်းလိုအပ်ချက်ကအမှန်တကယ်ရှိတယ်ကိုလိုအပ်ချက်ရှိတဲ့ဟာကိုလည်းတိကျလုပ်ချင်တယ်ဆိုတော့ကျွန်တော်တို့ PA နဲ့အပ်တဲ့ဒီအိမ်တိဆောက်မှုကိုရွေးချယ်တယ်အစင်းသစ်ရွေးထားတဲ့အစင်းသစ်ဆောက်ထားတဲ့အိမ်မှာဆိုရင်ကျွန်တော်တို့ကအခန်းပွဲတွေကဖြစ်ပြီးသားဖွဲ့ပြီးသားဖြစ်တဲ့အတွက်ကျွန်တော်တို့ကဘာမှလုပ်လို့မရတော့ဘူးကျွန်တော်အခန်း room size တွေလည်းကျွန်တော်တို့ချိန်လို့မရတော့ဘူးเนาะ room ရဲ့ position တွေလည်းကျွန်တော်ချိန်လို့မရတော့ဘူးเนาะဒီအခန်းထဲမှာလူချင်းမင်းကမှန်တင်ကုန်ထည့်ခြင်းနဲ့ဗီဒီယိုထည့်ခြင်းနဲ့တော့ balance WC ထည့်ခြင်းနဲ့ဘယ်အခန်းတော့အိမ်တိုင်းရှုခန်းပါခြင်းနဲ့ဘယ်အခန်းတော့ master bedroom ဖြစ်ခြင်းနဲ့ဒါတွေဘာမှလုပ်လို့မရအားလုံး fix ဖြစ်သွားပြီเนาะဆိုတော့အဲ့လိုမျိုးလူချင်းမင်းတွေအတွက်ကကြတော့ Asian တွေအတွက်ကကြတော့ကျွန်တော်တို့ခုနပြောတဲ့ customize လုပ်လို့ရတယ်ကျွန်တော် PE စနစ်ကိုရွေးချယ်တင်တယ် PE စနစ်နဲ့တိဆောက်တဲ့အချိန်မှာကြတော့ကျွန်တော်တို့ drawing design အစဆုံးเนาะကိုယ့်ရဲ့ဒီ Asian တူတယောက်အတွက်အသေးစိတ်ဆွဲပေးထားတာဆွဲပေးမှဖြစ်တဲ့အတွက်ဒီမှာတေချာကိုယ့်ရဲ့အမဲ့ဆောက်လုပ်မဲ့ contractor construction ကိုကျွန်တော်တို့ရွေးချယ်ပြီးတော့မှဒါတေချာပြောဆိုပြီးတော့မှဒါစောင့်တယ်ဒီလိုဆိုရင်တော့ချင်းတည်တယ်လူချင်းမင်းရဲ့နော်လူရင်စန္ဒကအနည်းဆုံး90ရာခိုင်နှုန်းတော့ပြေပေါ်မှာဖြစ်တယ်အကယ်၍ကိုကတေချာလဲလိုချင်တယ်အခန်းရဲ့အကျယ်ဝန်းလဲလိုချင်တယ်ကိုအထဲမှာထဲမဲ့ပစ္စည်းတွေကလည်းအသေးစိတ်တွေရှိတယ်အဲ့လိုဆိုရင်တော့ဒီကျွန်တော်တို့ PE လုပ်ငန်းနဲ့အိမ်ဆောက်ပြီးတော့မှတေချာဒီဇိုင်းဆွဲပြီးတော့ဒါရွေးချယ်တင်တယ်နော်ခုနကျွန်တော်ပြောတဲ့နော်အစင်းသစ်ဆောက်ပြီးသားအိမ်မှာဆိုရင်တော့လူချင်းမင်းသူ့ရဲ့အိမ်အခန်းဖွဲ့နဲ့ပတ်သက်တဲ့ဟာပဲရမယ်နော်ကိုအများကြီး customize လုပ်နိုင်အောင်ကိုစိတ်တိုင်းကြမှုကတော့ကျွန်တော်90ရာခိုင်နှုန်းလောက်ပဲရှိနေနိုင်မှာဖြစ်တယ်เนาะဒါကိုလာပြီးတော့ပြောပြခြင်းဖြစ်ပါတယ်